content creation လည်းလုပ်ချင်တယ်မျက်နှာလည်းမပြချင်တဲ့သူတွေအတွက်ကျွန်တော်အခုလက်ရှိ run နေတဲ့ knowledge sharing faceless channel လေးအကြောင်းကိုပြောပြပေးခြင်းလို့ပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ဘုဒ္ဓတရစရာဗီဒီယိုလေးတွေကိုကျွန်တော်တို့ကcreate လုပ်တယ်လုပ်ပြီးတော့မှကျွန်တော်တို့ YouTube တို့ Facebook တို့ TikTok တို့ channel အကုန်လုံးမှာတင်တယ်ပေါ့နော်ဆိုတော့ဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့မှ channel တွေ3ခုလောက်တင်လို့ရတာဖြစ်တဲ့အတွက်အကယ်၍ monetization ရခဲ့မယ်ဆိုလို့ရှိရင်လည်းchannel 3ခုလုံးကငွေဝင်မှာဆိုတော့တကယ်စမ်းကြည့်တဲ့ channel အမျိုးအစားလေးပေါ့နော်ဒီဗီဒီယိုထဲမှာဘာတွေပြောပြပေးသွားမှာလဲဆိုတော့ဒီလိုမျိုး channel တွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ idea စဉ်းစားတဲ့နေရာကနေစပြီးတော့မှ script တွေရေးတာတွေအတန်သွင်းတာတွေဗီဒီယိုလုပ်ဖို့အတွက်ပေါ့နော် footage တွေရှာတာတွေဗီဒီယို edit လုပ်တာတွေ title တွေ description တွေ tag တွေ thumbnail တွေနဲ့နောက်ဆုံးဗီဒီယိုတင်တဲ့အထိကိုအသေးစိတ်တစ်ချက်ချင်းစီ step by step ပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ knowledge sharing channel တွေမှာအများနဲ့ပြဿနာတက်တဲ့ idea စဉ်းစားတဲ့နေရာကိုပြောပြပေးမယ်ပေါ့နော် idea စဉ်းစားတဲ့ဟာကတကယ်တော့ဘာမှမခက်ဘူးပေါ့နော်ခုလိုပဲ knowledge sharing channel တွေကonline မှာအများကြီးရှိတယ် Facebook မှာရော YouTube မှာရော TikTok မှာရောအများကြီးရှိတယ်ဒီလိုမျိုး channel တွေကိုကျွန်တော်တို့ follow လုပ်ထားပြီးတော့မှသူတို့တွေရဲ့ update တင်နေတဲ့အကြောင်းအရာတွေကိုတွားပြီးတော့မှလေ့လာရမယ်ဘယ် channel ကတော့ဘယ်လိုအကြောင်းအရာတွေပြောလဲပေါ့နော်ဒီလိုမျိုးအကြောင်းအရာတွေကိုကျွန်တော်တို့ကလေ့လာပြီးတော့မှကိုတင့်တော်တဲ့ကိုပြောချင်တဲ့အကြောင်းအရာလေးတွေ title လေးတွေရှိရင်ဆွဲထုတ်လာလို့ရတယ်ပေါ့နော် YouTube မှာဆိုလို့ရှိရင်လည်း knowledge sharing channel အကြီးတွေရှိတယ်နိုင်ငံခြားကသူတွေလည်းလုပ်တယ်ပေါ့နော်အဲ့လိုမျိုး channel တွေကိုတော့ဘရမှာသူတို့တွေ update တွေဘာတွေတင်နေလဲဘာအကြောင်းအရာတွေက trend ဖြစ်နေလဲဒီလိုမျိုးအကြောင်းအရာတွေကိုကျွန်တော်တို့ကဆွဲထုတ်လာမယ်ထုတ်လာပြီးတော့မှကျွန်တော်တို့ကိုယ့်ရဲ့ channel မှာပြန်ပြီးတော့မှကိုယ့်ရဲ့ version နဲ့ပြန်ပြင်ပြီးတော့မှဗီဒီယိုတွေလုပ်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ script ရေးတဲ့အပိုင်းကိုရောက်ပြီပေါ့နော် script ရေးတဲ့အပိုင်းကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကတော့ Gemini ကို script ရေးခိုင်းတယ်ဘယ်လိုမျိုးရေးခိုင်းတာလဲဆိုတော့ဒီ Gemini နဲ့ကိုသွားလိုက်မယ်ပေါ့နော် Gemini နဲ့ကိုရောက်ပြီဆိုလို့ရှိရင် Gemini မှာဒီ Gem ဆိုတဲ့ feature လေးရှိတယ်အဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်အထဲမှာ new gen ဆိုတာရှိတယ်အဲ့ဒီ new gen ကိုနှိပ်လိုက်နှိပ်ပြီးရင်ကိုက script တစ်ခုရေးမယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးရေးတာကိုကြိုက်လဲပေါ့နော်ဥပမာ hook တွေကိုဘယ်လိုပုံစံမျိုးစစေချင်လဲအလယ်မှာ storytelling ကိုဘယ်လိုထည့်မယ်နောက်ပြီးတော့မှအဆုံးသတ်ကိုဘယ်လိုမျိုးemotion ပါအောင်ဒါမှမဟုတ်လို့ရှိရင်သင်ခန်းစာရအောင်ဒီလိုမျိုးဟာလေးတွေ instruction လေးတွေကိုထည့်ပြီးတော့မှရေးပြီးတော့မှ jam လေးတစ်ခုတိစောက်ထားလိုက်ဘာလို့ဒီလိုပြောရလဲဆိုတော့ကျွန်တော် jam တစ်ခုလောက်ထားပြီးသွားပြီဆိုလို့ရှိရင်ဒီ jam ကအမြဲတမ်းပေါ့နော်ကျွန်တော်ရဲ့ script တွေမှာဘယ်လိုရေးရမယ်ဆိုတာသူ့ကို format တစ်ခုပေးထားတဲ့အတိုင်းပဲကို script ထုတ်မဲ့အချိန်တိုင်းဒီ jam နဲ့ကိုဝင်ပြီးတော့မှခေါင်းစဉ်ပေးလိုက်တာနဲ့တခါလေးတက်ပြီးတော့မှကိုလိုချင်တဲ့ format အတိုင်းတခါလေးရေးပေးတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီမှာ hh script 2ဆိုပြီးတော့မှတခါလေးလောက်ထားပြီးသားဖြစ်တယ်အဲ့ဒီထဲကိုဝင်ပြီးတော့မှခေါင်းစဉ်ပေးလိုက်တာနဲ့တက်ပြီးတော့မှ script ထွက်လာတယ်ပေါ့နော်ဒီမှာကျွန်တော်ရေးထားတဲ့ဟာလေးကိုအကြမ်းမြင်ပြပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ knowledge sharing channel အတွက်သူ့ကို professional script writer တယောက်အနေနဲ့ထားတယ်ပြီးတော့ဒီ video မှာကျွန်တော်တို့ hook တွေ storytelling တွေကိုကောင်းကောင်းရေးပေးဖို့ instruction လောက်ထားပေးတယ်နောက်တစ်ခုက video ထဲမှာပြောမယ့်အကြောင်းအရာတွေကလူတိုင်းနားလည်နိုင်တဲ့ level မျိုးဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတခါလေးထည့်ပြီးတော့မှရေးပေးထားတယ်နောက်တစ်ခုကဘာတွေထည့်ရေးလဲဆိုတော့ကျွန်တော်တို့ဒီ script မှာပေါ့နော်စက်လုံးရေဘယ်လောက်ရေးပေးပါဆိုတဲ့ဟာမျိုးတခါလေးထည့်ရေးပေးထားတယ်အဲ့လိုမျိုးထည့်ရေးပေးထားခြင်းအပြင်video အရှိကိုလည်းကျွန်တော်တို့တခါလေးချိန်ထားပြီးသားတခါလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတွေရေးပြီးတော့မှကျွန်တော် script 2ဆိုပြီးတော့မှကျွန်တော်လုပ်ထားတယ်ဒီ jam နဲ့ကိုရောက်ပြီဆိုလို့ရှိရင်ကိုလုပ်ပြီးသားဆိုလို့ရှိရင်ဒီ script 2ကိုနှိပ်ပြီးတော့မှကိုရေးချင်တဲ့ခေါင်းစဉ်လေးပေါ့နော်ကိုလုပ်ချင်တဲ့ video ခေါင်းစဉ်ထည့်ပေးလိုက်တာနဲ့တခါလေး script တန်းကြတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်မလုပ်ရသေး jam လည်းမလုပ်ရသေးဘူးဆိုရင်ဒီမှာ new channel နဲ့မှာကိုဖြစ်ချင်တဲ့ပုံစံလေးတွေရေးထည့်ပြီး instruction ပေးထားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင် American dollar 100တန်ပေါ်ကလူအကြောင်းကိုရေးပေးပါလို့ဒါလေးပဲရေးလိုက်တာဒါပေမဲ့သူကဒီအောက်မှာtitle 15ခုပေးလာတယ်ပြီးတော့အောက်မှာ script ရေးပေးလာတယ်ပေါ့နော်အဲ့ဒီ script ကိုကျွန်တော်တို့ copy ယူပြီးတော့မှသုံးရုံပဲဒါပေမဲ့အဲ့လောက်လည်းမယူရှင်းဘူးပေါ့နော် AI ထုတ်ပေးတဲ့ script တွေကကြတော့ဘာဖြစ်လဲဆိုတော့အချက်လက်အမှားတွေကအများကြီးပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ script ကို copy ယူမယ်ယူပြီးတော့မှကျွန်တော်တို့ word ထဲမှာပဲဖြစ်ဒါမှမဟုတ် notepad ထဲမှာပဲဖြစ်သွားပြီးတော့မှ paste ချပြီးတော့မှ script ထဲကအကြောင်းအရာတွေအကုန်လုံးကိုတေချာဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်ပြီးတော့မှဒီအကြောင်းအရာတွေနဲ့ကျွန်တော်တို့ Google မှာသွားပြီးတော့မှတိုက်စေရမှာပေါ့နော်အချက်လက်မှန်သွားစေရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဒေါ်လာ100တန်ပေါ်ကလူကကြတော့ Benjamin Franklin လို့ခေါ်တယ်သူအကြောင်းကိုကျွန်တော်တို့ Google မှာရိုက်လိုက်တယ်ပေါ့နော်ရိုက်ပြီးတော့မှကျွန်တော်တို့ဒီမှာ Wikipedia တို့တခြားYouTube channel တွေတို့အဲ့ဒီမှာတွေပြောထားတဲ့အကြောင်းအရာတွေရှိတယ်အဲ့ဒီအကြောင်းအရာတွေကိုတွားပြီးတော့မှနားထောင်ပြီးတော့မှကိုယ့်ရဲ့ script ထဲမှာရေးလာတဲ့အချက်လက်တွေကမှန်လားဆိုတာကိုတေချာလေးစစ်ရမယ်ပေါ့နော်အဲ့လိုမျိုးစစ်ပြီးတော့မှမှားနေတဲ့အချက်လေးတွေရှိရင်တခါလေးပြင်နောက်တစ်ခုကကြတော့အတန်သွင်းမဲ့လူကကိုယ့်ရဲ့အာဘော်နဲ့ကိုက်ညီအောင်ဒီ script ကိုပြုပြင်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ script တွေက AI ကိုထုတ်ခိုင်းတာဖြစ်တဲ့အတွက်စာစံတာတွေအများကြီးပါတယ်အဲ့လိုဆိုတော့ပြောတဲ့လူကစကားပြောတဲ့အခါမှာထောက်တာမျိုးတွေရှိမယ်ပေါ့နော်အဲ့ဆိုတော့ကိုယ်စကားပြောတဲ့အခါမှာအဆင်ပြေမဲ့အနေအထားမျိုးကိုယ့်ဘာကိုပြန်ပြင်ရမယ်ပေါ့နော် script ကိုဒီနှစ်ချက်လုပ်ပေးရတယ်တခုကကြတော့အချက်လက်စစ်မယ်နောက်တစ်ခုကကြ
ကြတော့ကိုနဲ့တင့်တော်မဲ့စကားလုံးအသုံးလုံးတွေပြင်ပေးရမယ်အဲ့လိုမျိုး script ကိုပြင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အတန်သွင်းတဲ့အဆင့်ကိုသွားမယ်ပေါ့နော်အတန်သွင်းတဲ့ဟာလည်းဘာမှထွေထူးမဟုတ်ဘူးကျွန်တော်တို့ဖုန်းမှာ recording ကိုဖွင့်ပြီးတော့မှဓာတ်ရိုက်ပြောရုံပဲမိုက်လေးရှင်တော့ပိုကောင်းတာပေါ့နော်ကျွန်တော်အခုလက်ရှိသုံးနေတဲ့မိုက်ဆိုလို့ရှိရင်ဈေးကလည်းအရင်မပေးရဘူးပေးရတဲ့ဈေးနဲ့တန်တဲ့ quality ကိုလည်းရတယ်ပေါ့နော်ဒီလိုမျိုးမိုက်လေးလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် description ထဲမှာ link လေးထည့်ထားပေးမယ်အထိုက်မှာနေတဲ့လူတွေဆိုလို့ရှိရင်ဝယ်လို့ရတယ်ပေါ့နော်မြန်မာမှာနေတဲ့လူတွေဆိုလို့ရှိရင်တော့နီးစက်ရာ accessory တွေရောင်းတဲ့ဆိုင်မှာမေးပြီးတော့မှဝယ်ပေါ့နော်အတန်လည်းသွင်းပြီးသွားပြီဆိုရင်ဗီဒီယိုလုပ်ဖို့အတွက် full rate တွေကိုရှားရတော့မှာပေါ့နော်အဲ့လိုရှားတဲ့နေရာမှာအပိုင်း၃ပိုင်းခွဲပြီးတော့မှပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့တချို့တော့အကြောင်းအရာတွေကကြတော့ဗီဒီယိုရှားရတာတွေဓာတ်ပုံရှားရတာတွေအရင်ခက်တယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းအရာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့က AI video generation ကိုသုံးတာတော့အကောင်းဆုံးပဲအချိန်ကုန်လဲတက်တာတယ် AI video လေးတွေဖြစ်တဲ့အတွက်ကြည့်ရတဲ့လူအတွက်လည်းမပြင်းဘူးပေါ့နော်အဲ့ဒါကြောင့်ဗီဒီယိုတွေဓာတ်ပုံတွေရှားလို့ခက်တဲ့အကြောင်းအရာတွေဆိုလို့ရှိရင် AI video generation ကိုသုံးမယ်ပေါ့နော် AI video ဘယ်လိုထုတ်ရလဲဆိုတာကိုလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ထားပေးဘူးတယ်အသေးစိတ်သိချင်တော့အဲ့ဒီဗီဒီယိုတက်ကြည့်လို့ရတယ်ဒီမှာတော့ကျွန်တော်ကအကြမ်းမြင့်ပြပြပေးလိုက်မယ်ပေါ့နော်ဘယ်လိုလုပ်ရတာလဲဆိုတော့ကျွန်တော်ခုနကတော့ script ရေးထားတာရှိတယ်ပေါ့နော်အဲ့ script ရေးထားတဲ့အထဲကကိုဗီဒီယိုထုတ်ရှင်တဲ့အပိုင်းလေးရှိတယ်အဲ့ဒီအပိုင်းလေးကိုကျွန်တော်တို့copy ယူလိုက်မယ်ယူပြီးတော့မှဒီမှာ sim by sim breakdown ဆိုပြီးတော့လောက်ခိုင်းလိုက်တယ်အဲ့ဒီ sim by sim breakdown ကိုကျွန်တော်ကဒီမှာBenjamin Franklin ရဲ့ပုံထည့်လိုက်တယ်ထည့်ပြီးတော့မှဒီပုံကိုသုံးပြီးတော့မှ storyboard ထုတ်ပေးပါလို့ပြောလိုက်တယ်ပေါ့နော်အဲ့ဆိုတော့ဒီမှာပုံ၅ပုံထွက်လာပြီပေါ့နော်အဲ့ပုံ၅ပုံကိုကျွန်တော်ကတပုံချင်းစီခွဲထုတ်လိုက်တယ်ပေါ့နော်ခွဲထုတ်ပြီးကမှ Google Flow ထဲမှာဗီဒီယိုပြန်လာထုတ်လိုက်တယ်ပေါ့နော်ဒီလိုပုံစံလေးတွေထွက်တာပေါ့နော်ဒါကတော့ AI နဲ့ဗီဒီယိုထုတ်တဲ့တဆင့်ပေါ့နော်နောက်တစ်ခုကကြတော့ကိုလုံးမဲ့ဗီဒီယိုရဲ့အကြောင်းအရာကို Facebook တို့ YouTube တို့TikTok တို့မှာတွားရှာပြီးတော့မှသူနဲ့သက်ဆိုင်တဲ့ဗီဒီယိုတွေကို download လုပ်လာခဲ့ download လုပ်လာပြီးတော့မှကျွန်တော်တို့ဗီဒီယို edit လုပ်တဲ့အခါမှာအဲ့ဗီဒီယိုတွေကိုဖြတ်ညက်ကပ်ပြီးတော့မှပြန်သုံးတာပေါ့နော်ဒီလိုမျိုးကတနည်းနောက်ဆုံးတစ်ခုကကြတော့ Pixabay တို့ Pixel တို့မှာတင်ထားတဲ့ဗီဒီယိုတွေကိုတွား download ပြီးတော့မှသုံးပေါ့နော်အဲ့ခါတွေကကြတော့ copyright လည်းမမိဘူးfree သုံးလို့ရတယ်ပေါ့နော်Okay ကိုလိုချင်တဲ့ဗီဒီယိုတွေလည်းရှာ download ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယို edit လုပ်တော့မယ်ပေါ့နော်ဗီဒီယို edit လုပ်တဲ့အခါမှာကိုကြိုက်တဲ့ editing software ကိုသုံးလို့ရတယ်ကျွန်တော်ကတော့ CapCut နဲ့လုပ်နေကြဖြစ်တဲ့အတွက် CapCut ကိုပဲသုံးတယ်ပေါ့နော်ဒီနေရာမှာတစ်ခုပြောပြချင်တာက CapCut သုံးတဲ့သူတွေအတွက်ကွန်ပျူတာရှိတယ်ဆိုလို့ရှိရင် CapCut ကို pro feature တွေကို free သုံးလို့ရတဲ့နည်းလမ်းလေးရှိတယ်အဲ့ဒီဟာကိုလည်းကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပေးထားဖို့တယ်ပေါ့နော်အဲ့ဗီဒီယိုလေးမှာတွားကြည့်လို့ရှိရင် CapCut ရဲ့ pro feature တွေကိုပေါ့နော် free သုံးလို့ရလိမ့်မယ်အဲ့လိုမှမဟုတ်ဘူး CapCut ကို web မှာပဲသုံးနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ description ထဲမှာ link လေးထည့်ပေးထားမယ်ဒီ link ကကြတော့ CapCut ရဲ့ official website မှာတော့ဝယ်ရတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာဝယ်ပြီးတော့မှသုံးလို့ရတယ်ပေါ့နော် CapCut ထဲကိုရောက်ပြီဆိုရင်ပထမဆုံးလုပ်ရမှာကကိုယ့်ရဲ့အတန် file ကိုအရင်ဆုံးထည့်လိုက်အတန် file ကိုအရင်ဆုံးထည့်ပြီးကမှအတန်ကိုနားထောင်ကြည့်ပြီးတော့မှမလိုတဲ့နေရာတွေပုံနေတဲ့နေရာတွေအကုန်လုံးဖြတ်ထုတ်လိုက်ဖြတ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ခုန down ထားတဲ့footage တွေAI ကိုလောက်ခိုင်းထားတဲ့ footage တွေအကုန်လုံးကိုဒါCapCut ထဲကိုထည့်ပြီးကမှကိုယ့်ရဲ့အတန်နဲ့ live ဖတ်မဲ့နေရာကိုတနေရာချင်းစီချိန်ပြီးတော့မှထည့်သွားရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်လောက်ထားတဲ့ဗီဒီယိုလေးကိုတစ်ချက်ကြည့်ကြည့်လိုက်နော်ကဘာပေါ်ကတန်ဖိုးအကြီးဆုံးငွေတွေကတစ်ခုဖြစ်တဲ့အမေရိကန်ဒေါ်လာ100ရန်ပုံကလူကြီးအကြောင်းကိုသိကြလားဒီပုံကိုကြီးအကြောင်းကိုမသိကြရင်တော့ဒေါ်လာ100ရန်ပုံကလိပ်ပြောင်ပြောင်တဲ့ဒီမျက်နှာကြီးကိုတော့လူတိုင်းရင်းနှီးကြမယ်ထင်ပါတယ်များသောအားဖြင့်အမေရိကန်နိုင်ငံရဲ့ငွေစက္ကူတွေပေါ်မှာတွေ့ရတဲ့သူတွေဟာသမရတွေဖြစ်ပေမဲ့ဒီ100ရန်ပုံကလူကြီးကတော့ဒီချိန်တစ်ခါလေးမှတော့သမရမဖြစ်ခဲ့ရတဲ့သူပါဒီလိုမျိုးပေါ့နော်ကိုပိုင်ကိုedit လုပ်ပြီးတော့မှလည်းထည့်လို့ရတယ်လို့ YouTube ကဗီဒီယိုတို့ဘာလို့အဲ့လိုမျိုးခုန download လုပ်လာတဲ့ဟာတွေကိုလည်းတစ်ခါတည်းထည့်ပြီးတော့မှသုံးလို့ရတယ်ဖြတ်ညက်ကတ်တော့သုံးပေါ့နော်ဒီတိုင်းဗီဒီယိုတစ်ပုဒ်လုံးတည်းသုံးနေဆိုလို့ရှိရင်တော့ copyright မိမှာတေးချတယ်ပေါ့နော်ကျွန်တော်တို့အတန်ကိုလည်းပြင်ပြီးသွားပြီဗီဒီယိုတွေကိုလည်းကိုစိတ်ကြိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးတစ်ခုကကြတော့ background music ပေါ့နော် background music ကိုဘာလို့ထည့်ပြောရလဲဆိုတော့ဒီလိုမျိုး knowledge sharing video တွေကများသောအားဖြင့်ကြည့်ရတဲ့သူတွေအတွက်ပြင်းတတ်တယ်ပေါ့နော်အဲ့လိုပြင်းမှာဆိုတဲ့အတွက် background music လေးနည်းနည်းထည့်ပေးထားတယ်ဆိုရင်တော့ပို့ပြီးတော့မှကောင်းတာပေါ့နော် background music ထည့်ဖို့ဆိုလို့ရှိရင် CapCut ကပေးထားတဲ့ background music တွေကိုသုံးမယ်ဆိုလို့ရှိရင်တေချာပေါက် copyright ကန်ကြီးမှာပေါ့နော်ကျွန်တော်ဆိုရင်ဘယ်လိုလုပ်လဲဆိုတော့ခုန script ရေးထားတဲ့ file ရှိတယ်အဲ့ script file ကို ChatGPT မှာတင်ပြီးတော့မှဒီအကြောင်းအရာနဲ့လိုက်ဖက်မယ်background music ထုတ်ချင်လို့ပေါ့နော် prompt လေးရေးပေးပါဆိုပြီးတော့မှထုတ်ခိုင်းလိုက်တယ်အဲ့ဆိုတော့သူကဒီ music generation prompt တစ်ခုထုတ်လာပေးတယ်ပေါ့နော်အဲ့ prompt ကိုယူပြီးတော့မှကျွန်တော်က Gemini မှာတွားပြီးတော့မှတချင်းထုတ်ခိုင်းတယ်ထုတ်ပြီးကမှကျွန်တော်ဒီမှာပြန်သုံးတယ်ပေါ့နော်ဆိုဆူနိုတို့ဘာလို့သုံးရင်သုံးလိမ့်မယ်ပေါ့နော်ဝယ်ထားတဲ့လူတွေဆိုရင်တော့သုံးပေါ့ဆူနိုကျွန်တော်ကဘာလို့မသုံးတာလဲဆိုတော့ဆူနိုကထုတ်ပေးတဲ့တချင်းတွေကကြတော့တကယ်တော့ commercial သုံးခွင့်မရှိဘူးအဲ့လို commercial သုံးခွင့်မရှိတာဖြစ်တဲ့အတွက်အခုချိန်မှာတော့ copyright လွတ်နေတာတေချာပေမဲ့ကိုက monetization ရပြီဆိုတဲ့အချိန်မှာလာပြီးတော့မှ copyright claim နေဆိုလို့ရှိရင်ကိုရမဲ့ပတ်စံတွေကနေတော့သူ့ကိုပတ်စံခွဲပေးရတာမျိုးတွေရှိလာလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်မဖြစ်ခင်တည်းကကြိုးရှောင်ထားတဲ့အနေနဲ့ဆူနိုတို့ဘာလို့မှထုတ်တဲ့အတန်တွေကိုမသုံးမဲ့နဲ့ Gemini မှာပဲကို
ကိုပန်ကိုတချင်းထုတ်အဲ့တချင်းကိုပဲကျွန်တော် background music အနေနဲ့ပဲပြန်သုံးလိုက်အဲ့လိုဆိုလို့ရှိရင်ကျွန်တော် background music လည်းရပြီကျွန်တော်သွင်းထားတဲ့အတန်ကိုလည်းတေချာလုပ်ပြီးသွားပြီ video လည်း edit ပြီးသွားပြီဆိုရင်ကျွန်တော် export ထုတ်မယ်ဗီဒီယိုတော့ export ထုတ်ပြီးသွားပြီဗီဒီယိုတစ်ခုလုံးရလာပြီကျွန်တော်ဗာဆက်လုပ်ဖို့ကြံသေးလဲဆိုတော့ကျွန်တော် thumbnail လုပ်ရမယ်thumbnail ထုတ်တဲ့အခါမှာလည်းဘာမှခက်ခဲလုပ်စရာမလိုဘူးပေါ့နော်ကျွန်တော်ခုနရေးထားတဲ့ script ကိုပဲ ChatGPT မှာ upload လုပ်မယ် upload လုပ်ပြီးတော့မှတခါတည်းဒီ script နဲ့ live ဖတ်မယ် thumbnail idea 10ခုဆို10ခုထုတ်ခိုင်းလိုက်ပေါ့နော်အဲ့လိုမျိုးထုတ်ခိုင်းလိုက်တယ်ဆိုလို့ရှိရင် thumbnail idea တွေကြာလာပြီပေါ့နော်အဲ့ thumbnail idea တွေကို live ဖတ်မယ် live ဖတ်ပြီးတော့မှကိုလိုချင်တဲ့ပုံစံကိုအဆင်ပြေမဲ့ကိုအကြိုက်တွေ့မဲ့ဟာမျိုးတွေ့လို့ရှိရင်နံပါတ်ပြောပြီးတော့မှဒီနံပါတ်ကိုထုတ်ပေးပါဆိုပြီးတော့မှတခါတည်းပြောလို့ရတယ်အဲ့လိုပြောလိုက်လို့ရှိရင်ဒီလိုမျိုးပုံလေးတွေထွက်လာပြီပေါ့နော်ပုံတွေကိုလည်းထွက်လာလို့ရှိရင်ကိုမကြိုက်တဲ့ဟာတွေကိုတခါတည်းပြင်ခိုင်းပြီးတော့နောက်ဆုံးအချောတက်အနေနဲ့ထွက်လာနိုင်မယ်အဲ့လိုမျိုးအချောတက်ထွက်လာတဲ့ပုံကိုမှ download လုပ်ပြီးတော့မှကျွန်တော် Canva မှာပဲဖြစ်ဖြစ်ထပ်ပြီးတော့မှပြင်စရာရှိတာတွေပြင်မယ်စာတွေထည့်စရာရှိတာတွေထည့်မယ်ပေါ့နော်အဲ့ဆိုရင်လည်း thumbnail ကရသွားပြီ video လည်းရပြီ thumbnail လည်းရပြီဆိုတော့ကျွန်တော်တင်ဖို့အတွက်ဘာတွေထပ်လုပ်မလဲဆိုတော့ title တွေလိုမယ် description တွေလိုမယ်နောက်ပြီးတော့ tag တွေ hashtag တွေလိုမယ်ပေါ့နော်အဲ့ဟာတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကဒီမှာတခါတည်း ChatGPT ထဲမှာပဲတခါတည်းရေးခိုင်းလိုက်တယ်ပေါ့နော်ငါ့ကို title ထုတ်ပေးပါဆိုလို့ရှိရင် title တွေသူထုတ်ပေးတယ်ဒီမှာအခု20တောင်ထုတ်ပေးတယ်ပေါ့နော်title ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ description ထုတ်ခိုင်းလိုက်တယ် description ထွက်လာတယ်ပြီးတော့အောက်မှာ tag ထွက်လာတယ်နောက်ပြီးတော့ hashtag အကုန်လုံးထုတ်လာပေးတယ်ပေါ့နော်ဒီ description တွေ title တွေ hashtag တွေယူပြီးတော့မှကျွန်တော်တို့ Facebook မှာပဲတင် YouTube မှာပဲတင် TikTok မှာပဲတင်အကုန်လုံးမှာတင်လို့ရတယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုး knowledge sharing channel တွေမှာတင်ဖို့အတွက် video ရော thumbnail တွေရော title တွေhashtag တွေ tag တွေလည်းအကုန်လုံးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတက်ဆိုင်ရ Facebook တို့ YouTube တို့ TikTok တို့မှာတစ်ခါလေးတင်ရုံပဲကျွန်တော်အခုပြောပြပေးတဲ့အထဲမှာဆိုလို့ရှိရင် video စပြီးတော့မှလုပ်ဖို့ idea စဉ်းစားတဲ့နေရာကနေစပြီးတော့မှတဆင်ချင်းစီ video edit လုပ်တာတွေရော script ရေးတာတွေရောနောက်ပြီးတော့ footage ရှာတာတွေရောအကုန်လုံးပါသွားတယ်ပေါ့နော်နောက်ဆုံး video တင်တဲ့အထိအကုန်လုံးပါသွားပြီးသွားပြီဒီခုပြောပြတဲ့အကြောင်းအရာတွေမှာမသိတာတွေမရှင်းတာတွေရှိလို့ရှိရင်လည်းကျွန်တော်တို့ comment မှာရေးခဲ့လို့ရတယ်အခုပြောပြပေးတာကြတော့ဒီ video လုပ်တဲ့ workflow တစ်ခုလုံးကိုပြောပြပေးတာဖြစ်တဲ့အတွက်ဒီလိုမျိုး knowledge sharing channel မှာမဟုတ်ဘူးတခြားသော page channel မှာဆိုကိုယ့်ရဲ့ idea နဲ့ကိုယ့်ဘန်ကိုမျိုးပြီးတော့မှ video တွေလုပ်လို့ရတယ်ဒီပုံစံအတိုင်းပဲ page channel ကိုပဲသုံးလို့ရတာဖြစ်တဲ့အတွက်ဒီ link လေးကအားလုံးတော့အသုံးဝင်မယ်လို့ညွှန်လိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်